1955 ခုနှစ်ရဲ့နေ့လည်ခင်းတစ်ခုဟောင်းနှွဲ့နေတဲ့ကားလေးတစ်စီးထဲမှာအသက်65နှစ်အရွယ်ဖိုးကြီးတစ်ယောက်ထိုင်နေတယ်။သူမျက်နှာပေါ်ကအရေးကြောင်းတွေကသူဖြတ်တန်းခဲ့ရတဲ့ဘဝရဲ့ကြမ်းတမ်းမှုတွေကိုတက်တည်ပြနေလို့ပါပဲ။သူ့လက်ထဲမှာအစိုးရရှိကရထားတဲ့လူမှုဖူလို့ရေးထောက်ပံ့ခြင်းချက်လက်မှတ်လေးတစ်ရွက်ပဲရှိတယ်။အဲ့ဒီချက်လက်မှတ်မှာရေးထားတဲ့တန်ဖိုးက$105။သူ့ဘဝတသက်တာလုံးရုန်းကန်ခဲ့တဲ့မြရဲ့နောက်ဆုံးရလက်ကအဲ့ဒီ$105ပါပဲ။အသက်65နှစ်ဆိုတာကလူတွေအေးအေးဆေးဆေးအိမ်မှာနားယူနေကြတဲ့အရွယ်လေ။ဒါပေမဲ့သူ့မှာအိမ်မရှိဘူးဘဏ်အကောင့်ထဲမှာပတ်စံမရှိဘူးဂုံဦးစီကဘာအောင်မြင်မှုမှလည်းမရှိခဲ့ဘူးသူလှုပ်ခက်တဲ့မြအလုပ်တိုင်းကပြုတ်တာနဲ့ကြာရှုံးတာကြီးပါပဲဒီတော့ကားထဲမှာခေါင်းမီသူကစဉ်းစားလိုက်တယ်ငါ့ဘဝကြီးကဘာတန်ဖိုးမှမရှိတော့ဘူးလောကကြီးကိုငါပေးဆက်နိုင်တဲ့အရာတွေဘာတစ်ခုမှလည်းမကျန်တော့ဘူးဒီတော့ကိုယ့်ကိုအဆုံးစီရင်လိုက်တာပဲကောင်းပြီသူတစ်ပင်တစ်ပင်အောက်မှာထိုင်လိုက်ပြီးတော့တင်းစားရေးဖို့အတွက်စက်ကူနဲ့ဘောပင်ထုတ်လိုက်တယ်သူ့ဘဝရဲ့နောက်ဆုံးစကားတွေကိုချရေးဖို့ပေါ့ဒါပေမဲ့စာရွက်ပေါ်မှာသူရေးချင်တဲ့အရာတွေချရေးနေရင်တခုခုကိုသူရုတ်တရက်သွားပြီးသတိထားမိတယ်။သူဘယ်တော့မှအရှုံးမပေးခဲ့တဲ့အရာတခုဘယ်သူမှသူ့ကိုလိုက်မမီနိုင်လောက်အောင်သူတကယ်ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်တဲ့အရာတခုရှိနေသေးတယ်ဆိုတာကိုပေါ့။အဲ့ဒါကဘာလဲဆိုတော့ကြက်ကြော်တာပါပဲ။သူ့မှာဆယ်စုနှစ်ပေါင်းများစွာအချိန်ယူပြီးစက်တက်ထားတဲ့ကြက်ကြော်နည်းလေးတခုရှိတယ်။တေချာတာတခုကတော့သူကြော်တဲ့ကြက်ကြော်ရဲ့ရတာဟာဘယ်သူကြော်တာနဲ့မှမတူဘူးဆိုတာသူကိုယ်သူအသိဆုံးပါပဲ။အဲ့ဒီအတွေးခုကနေစပြီးတော့ကိုယ့်ကိုယ်တက်တည်ဖို့ကြံရွယ်နေတဲ့အဖိုးကြီးကတင်ထန်းစာကိုလွှတ်ပစ်လိုက်ပြီးသူ့ကားလေးနဲ့လမ်းမကြီးပေါ်ပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်။သူသွားမဲ့လမ်းကလွယ်ကူတဲ့လမ်းတော့မဟုတ်ခဲ့ပါဘူး။လူပေါင်း1000ကျော်ကသူ့ကိုညှင်းပယ်ကြမဲ့လမ်းကျန်းကြီးဖြစ်နေတာပါပဲ။သူ့ရဲ့ဘဝစာကိုပြန်သွားမယ်ဆိုရင်1890ခုနှစ်အင်ဒီယားနားပြည်နယ်။အဲ့ဒီကတာမန်ချန်လုံသားမိသားစုလေးမှာဟာလန်ကိုမွေးဖွားခဲ့ပါတယ်။သူအသက်9နှစ်သားအရွယ်မှာပဲဖခင်ဖြစ်သူကအဖျားရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီကစပြီးတော့သူ့အမေဖြစ်သူကသူတို့ကိုဆက်ပြီးကျွေးမွေးနိုင်ဖို့အလုံးမျိုးစုံကိုနေဆိုင်ညဆိုင်အပြင်ထွက်အလုပ်လုပ်ရတော့တယ်ဒီတော့အသက်9နှစ်အရွယ်ဟာလန်လေးကအိမ်မှာကြံခဲ့တဲ့ညီလေးညီမလေးတွေကိုထိန်းဖို့အိမ်နောက်ဦးစီးနေရာကိုရောက်သွားတော့တာပေါ့မိဖို့ကိုတော့မနှဲမိအောင်လှမ်းနေရတဲ့9နှစ်သားအရွယ်ဟာလန်ကအိမ်မှာထမင်းဟင်းချက်ပြုတ်ကျွေးဖို့တာဝန်ယူခဲ့ရတယ်အခြားကလေးတွေကလမ်းပေါ်မှာပြေးလွှားစော်ကစားနေချိန်မှာဟာလန်လေးကတော့မိဖို့ရောင်ထဲဝင်ပြီးတော့ဟင်းချက်တင်နေရတာကနောက်ပိုင်းသူ့ဘဝကိုပြောင်းလဲပေးမယ်အကြီးမားဆုံးလက်နက်ဖြစ်လာမယ်ဆိုတာသူကိုယ်တိုင်တော့အဲ့ဒီအချိန်ကသိခဲ့မှာမဟုတ်ပါဘူးဒီလိုနဲ့သူအသက်12နှစ်လောက်အရွယ်ရောက်တဲ့အခါမှာတော့သူ့အမေကနောက်ထပ်အိမ်တော်ပြုတ်လိုက်တယ်ပထွေးဖြစ်သူကဟာလန်ကိုတိတ်ကြည့်ရတာမဟုတ်ဘူးအဲ့တော့အိမ်မှာအမြဲတမ်းပြဿနာရှာတယ်ခဏခဏရိုက်နှက်နှိပ်စက်ခံရတယ်ဟာလန်ခင်ဗျာနေ့တိုင်းအကြောက်တရားတွေနဲ့အိမ်မှာဆက်နေဖို့ဆိုတာကမဖြစ်နိုင်တော့ဘူးအဲ့ဒါနဲ့ပဲသူအသက်73နှစ်အရွယ်မှာသူ့ဝစ်စာအနှင်းငယ်ကိုထုတ်ပြီးတော့အိမ်ပေါ်ကနေထွက်ပြေးခဲ့ပါတော့တယ်အဲ့ဒီချိန်ကစပြီးတော့သူ့ဘဝကတနေရာထဲမှာနေခွင့်မရတော့ဘူးအလုပ်ပေါင်းစုံတကယ်ကိုအလုပ်ပေါင်းစုံလုပ်ခဲ့ရတာပါဘာတွေလုပ်ခဲ့ရလဲဆိုတော့လယ်ထဲမှာနေစားလုပ်သမားဝင်လုပ်တယ်မြင်းလှဲတွေကိုဆေးတုပ်တဲ့အလုပ်လုပ်တယ်ယထာဘော်ကမီးထိုးသမားအဖြစ်လုပ်တယ်ဖုန်တွေပြာတွေကြားမှာတကူလုံးမဲကျက်နေအောင်လုပ်ခဲ့ရတယ်အသက်ကိုလိမ်ပြီးတော့စစ်တပ်ထဲဝင်ကျူးဘားနိုင်ငံကြီးသွားပြီးတော့စစ်တပ်ကမြင်းတွေကိုတန်ရှင်းလုပ်ပြရတဲ့အလုပ်လေးလုပ်ခဲ့ဘူးသေးတယ်နောက်ပြီးသူကဥပဒေပညာကိုစာပေးစာယူနဲ့လေ့လာပြီးရှင်းနေတော့လိုက်ခဲ့ပါသေးတယ်ဒါပေမဲ့သူရှင်းနေလိုက်တဲ့အမှုတစ်ခုရဲ့တယောက်ခမတင်သူကိုယ်တိုင်ကာကွယ်ပေးနေတဲ့သူ့အမှုအတန်နဲ့စကားများပြီးရန်ဖြစ်ပါလေရောကို့အမှုတွေကိုကပြန်ထိုးတာဆိုတော့အဲ့ဒီမှာနေသူ့ရဲ့ရှေ့နေဘွားကဇသိန်းသွားတော့တာပဲအဲ့ဒီနောက်အသက်အာမခံလက်ရောင်းတဲ့လုပ်ကိုလုပ်တယ်အထက်လူကြီးနဲ့စကားများလို့အလုပ်ဖြုတ်ခံလိုက်ရပြန်တယ်ကတော့တင်မောမောင်းတဲ့အလုပ်စားလုပ်ကြည့်တယ်နည်းနည်းလေးအဆင်ပြေလာပြီးထင်တဲ့အချိန်မှာပဲတရားကြီးတစ်ခုထိုးလိုက်တော့သူတို့ကတော့တင်မောကိုဘယ်သူမှမစီတော့ကြပြန်ဘူးအလုပ်ကနားရပြန်အောင်ကားတာယာရောင်းတဲ့အလုပ်ပြောင်းလုပ်တယ်ကားမတော်မဆဖြစ်ပြီးတော့ပစ္စည်းတွေအကုန်ပျက်စီးကြတော့အဲ့ဒီအလုပ်ကလည်းပြုတ်ပြန်ရောသူလုပ်ခဲ့တဲ့အလုပ်တွေရဲ့စည်ရင်းကိုကြည့်ရင်နေရာတကာမှာစမ်းကြည့်တယ်နေရာတကာမှာကြာရှုံးတယ်အလုပ်တစ်ခုမှနည်းနည်းလေးခြေလမ်းမှန်လာပြီဆိုရင်ကံကြမ္မာကတစ်ခုခုဖန်တီးပြီးသူ့ကိုမြေကြီးပေါ်ပြန်ဆွဲချခဲ့တာကြီးပဲကြုံခဲ့ရတယ်ဒီလိုနဲ့သူအသက်40ရောက်တဲ့အထိသူ့ဘဝမှာဘာမှအဖက်တင်မကြံခဲ့ဘူးတုံညကနေပြန်စားရတဲ့အချိန်ပေါင်းကမနည်းဘူးဆိုတော့သူကိုယ်တိုင်တော့ဘယ်နှချိန်လဲဆိုတော့မမှတ်မိတော့ဘူးသူအသက်40ရောက်တဲ့အခါမှာတော့ကန်တက်ကီပြည်နယ်ခေါ်ဘင်းလို့ခေါ်တဲ့မြို့လေးမှာဓာတ်ဆီဆိုင်လေးတစ်ခုဖွင့်ခွင့်ရခဲ့တယ်ဓာတ်ဆီဆိုင်ဆိုပေမဲ့ဆိုင်ရတစ်လေးပါဒါပေမဲ့ဟာလန်ကလူကဲခက်ရမ်းတော်တယ်ခီးသွားတွေသူ့ဆိုင်မှာစီတာဖြစ်တဲ့အခါသူတို့မျက်နှာပေါ်ကပင်ပန်းမှုနဲ့ဗိုက်စာနေတာကိုသူသတိထားမိတယ်သူတို့ကားတွေအတွက်ဓာတ်ဆီလို့သူတို့ဖိုက်အတွက်လည်းအစားအစာလုပ်တယ်ဆိုတာသူသဘောပေါက်သွားတယ်ဒီတော့သူ့ရဲ့ငယ်ဘဝတွေကကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ဟင်းချက်တဲ့ပညာကိုထုတ်တုံးပြီးတော့စီတာဖြစ်တဲ့ခီးသွားတွေကိုစားစရာတွေဆက်ရောင်းလို့တာပါပဲထမင်းအမဲသားကင်းဝက်ပေါင်ကြောက်ပဲတီတောင်းနဲ့သူအမြဲဂုံယူရတဲ့ဒဲအိုးနဲ့ကြော်တဲ့ကြက်ကြော်ပေါ့သူ့ရဲ့လက်ရတွေကတော်တော်လေးကောင်းတာကြောင့်ဓာတ်ဆီတက်စားရင်သူ့စီမှာအစားတောက်လာစားတဲ့လူကတဖြည်းဖြည်းချင်းပိုများလာတယ်လူတွေကဓာတ်ဆီဆိုင်မှာစီတာဖြစ်တာမဟုတ်တော့ဘူး
ကြက်ကြော်လာစားရင်စီဝင်ဖြစ်သွားကြတဲ့အဆင့်ဖြစ်လာကြတယ်နောက်ပိုင်းကျတော့ဓာတ်ဆီဆိုင်လေးကိုဖျက်ပြီးတော့ဆန်နာကော့ဖ်ကဖီဆိုတဲ့စားသောက်ဆိုင်လေးတစ်ခုစတင်တရားဝင်ဖွင့်လိုက်ပါတော့တယ်ဒါပေမဲ့ပြဿနာတစ်ခုကရှိနေသေးပြန်ရောသူ့ရဲ့ကြက်ကြော်ကအရန်ရတာရှိပေမဲ့ဒေအိုးနဲ့ကြော်ဖို့အတွက်အချိန်မိနစ်30လောက်ယူရတယ်ခီးသွားတွေကဗတ်စာလွန်တာကြောင့်အဲ့ဒီလောက်အကြာကြီးတော့မဆောင်နိုင်ဘူးမြ мян စားမြ мян သွားကျင်ကြတာဒီပြဿနာကိုသူဖြေရှင်းဖို့လိုအပ်နေပါပြီအဲ့ဒီခေတ်က pressure cooker တွေကိုဟင်းသီးဟင်းရွက်ပြုတ်ဖို့ပဲသုံးကြတာကြက်ကြော်ဖို့စီပူပူထက်သုံးရင်ပောက်ကွဲတယ်လို့ဘယ်သူမှအဲ့ဒါကိုမသုံးခဲ့ကြဘူးဒါပေမဲ့ဆန်နာကအဲ့ဒီပေါင်းအုပ်ကိုပဲလေးလုံးအောင်တေချာပြင်ဆင်ပြုပြင်ပြီးတော့ကြက်ကြော်ကြော်ဖို့အရေးဆုံးစမ်းသပ်တော်တာပဲအဲ့ဒီ pressure cooker နဲ့ကြော်လိုက်တဲ့အခါမှာကြက်သားကအပြင်မှာကြက်ရွနေပြီးတော့အထဲမှာအရေရွှမ်းနေတဲ့အပြင်အချိန်9မိနစ်ပဲကြာတော့တယ်ဒီတော့အဆင်ပြေသွားခဲ့တယ်ပေါ့သူ့အနေနဲ့အသက်ကလည်း60ကျော်လာပြီးစားသောက်ဆိုင်ကြီးကလည်းအောင်မြင်နေတယ်မော်တော်ကြီးတစ်ခုလည်းတည်ဆောက်နိုင်ခဲ့ပြီးသူ့ဘဝကြီးကအခုမှနေသားတကျဖြစ်ပြီးတော့အေးအေးချင်းချင်းဖြတ်တန်းရတော့မယ်လို့ထင်ရတဲ့အချိန်မှာပဲကံကြမ္မာဆိုးတစ်ခုကဝင်ရောက်လာပြန်ပါတော့တယ်အဲ့ဒါကတော့အစိုးရကအဝေးပြေးမြို့ရှောင်လမ်းမကြီးအတစ်ခုကိုဖောက်လုပ်လိုက်တာပါပဲလမ်းတစ်ကြီးပွင့်သွားတဲ့နေ့ကစလို့သူ့ဆိုင်ရှိကလမ်းဟောင်းကြီးမှာကားတွေသိမလာတော့ဘူးတရက်ထက်တရက်ရောင်းအားတွေထိုးကြလာတယ်စပွဲတွေလွတ်လာတယ်ဖောက်တွေပျောက်ကွယ်သွားတယ်နောက်ဆုံးကြတော့အကျွေးတွေဝိုင်းလာပြီးသူ့ရဲ့တဘွားလုံးစူးစမ်းရှာဖွေထားတဲ့ဆိုင်တဲ့မိုဒယ်ကိုအရှုံးခံလေလံတင်ပြီးရောင်းချလိုက်ရပါတော့တယ်အကျွေးတွေအကုန်ဆက်ပြီးတဲ့အခါမှာတော့စန်နာလက်ထက်မှာဘာမှမကျန်တော့ပါဘူးဗီဒီယိုအစမှာကျွန်တော်ပြောခဲ့သလိုပဲအစိုးရရှိကရရှိတဲ့လူမှုဖူလုံရေးချင်း$105နဲ့အသက်ဆက်ရမယ်65နှစ်အရွယ်အလုပ်လက်မဲ့အဖိုးတယောက်ဘွားကိုပြင်အောင်သွားခဲ့တော့တယ်ဒါပေမဲ့သူအရှုံးမပေးခဲ့ပါဘူးသူ့ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ခေါင်းထဲကကြက်ကြော်ကြော်နီးနဲ့သူ့ရဲ့ကားလေးကိုမောင်းပြီးတော့ခီးစားထွက်ခဲ့ပါတော့တယ်စားတော့ဆိုင်တွေကိုဆိုင်ပြီးဆိုင်ဝင်တယ်ဆိုင်ရှင်တွေကိုတွေ့ရင်သူ့ကြက်ကြော်ကိုကိုယ်တိုင်ကြော်ပြီးတော့မြည်ဆန်းခိုင်းတယ်ကျွန်တော်နီလန်အတိုင်းခင်ဗျားတို့ဆိုင်မှာကြက်ကြော်ကိုကြော်ရောက်မှာခင်ဗျားတို့ရောင်းရတဲ့ကြက်ကြော်တထုံးတိုင်းအတွက်ကျွန်တော်ကို4ဆန်ပဲပေးပါလို့လိုက်ကမ်းလှမ်းတယ်လူတွေကသူ့ကိုအယူတယောက်လိုပဲကြည့်ကြတယ်ဒီအဖိုးကြီးဘယ်ကရောက်လာတာလဲထွက်သားစမ်းဆိုပြီးတော့လှောင်ပြောင်နှိထုတ်ကြတယ်ညဘက်ဟိုတယ်ငှားရေးဖို့ပတ်စံမရှိတော့ကားနောက်ခန်းမှာပဲကိုလေးအိတ်ခေရတယ်မနက်မိုးလင်းရင်အများဆုံးအိမ်နာတွေမှာမျက်နှာသစ်မုတ်စိတ်ရိတ်အင်ကြီးအဖြူကြီးကိုတက်ရက်အောင်ဝေပြီးတော့နောက်တစ်ဆိုင်ရဲ့တကားကိုထပ်ခောက်ဖို့သွားတယ်သူအချိန်ပေါင်းများစွာနိုးလို့ညင်းခံရတာက10ကမဟုတ်ပါဘူးအချိန်100လည်းမဟုတ်ပါဘူးအချိန်9လည်းမဟုတ်ဘူးအတိအကျပြောရရင်အချိန်ပေါင်း1009ချိန်တိကိုသူညင်းပယ်ခံခဲ့ရတာပါတာမန်သူတယောက်ဆိုရင်9ကလောက်ညင်းခံလိုက်ရတာနဲ့တင်စိတ်တက်ကြပြီးတော့အိမ်ပြန်သွားတော့ပြီဒါပေမဲ့ဟာလန်ရဲ့စိတ်တက်ကတမလီလိုခံပါပြီးသူယုံကြည်တာတစ်ခုတည်းကတော့ငါကြက်ကြော်ကကဘာပေါ်မှာအကောင်းဆုံးဆိုတာကိုပါပဲနောက်ဆုံး1010ချိန်မြောက်မှာသူမျောလင့်နေတဲ့အလင်းရောင်ကိုတွေ့ခဲ့ရတယ်ယူတာပြည်နယ်ကပစ်ဟာမန်ဆိုတဲ့စားတော့ဆိုင်ပတ်ရှင်တယောက်နဲ့သွားတွေ့တယ်ပစ်ကအဖိုးကြီးရဲ့ကြက်ကြော်ကိုမီးလိုက်တာနဲ့တင်အရသာကိုသဘောကျသွားတယ်အဲ့ဒီဆိုင်လေးမှာပဲ Kentucky Fried Chicken ဆိုတဲ့မျိုးကိုစတင်သုံးစွဲခဲ့ပြီးတော့လူသိများတဲ့စကူပုံလေးနဲ့ကြက်ကြော်ထည့်ရောင်းတဲ့ idea ကလည်းအဲ့ဒီကနေစတင်ခဲ့တာပါပဲရပိုင်းအတွင်းမှာပင်ပြီးရဲ့ဆိုင်မှာကြက်ကြော်စားကျင်တဲ့သူတွေလမ်းထိပ်အထိတန်းစီနေရလောက်အောင်ရောင်းအောက်က3ဆလောက်ထိတက်သွားခဲ့တယ်။အဲ့ဒီတဲ့င်းကတနိုင်ငံလုံးကိုပြန့်သွားပြီးနောက်ပိုင်းမှာတော့တခြားစားသောက်ဆိုင်တွေကစန်နာစီကိုကိုယ်တိုင်ဖုန်းတွေဆက်ပြီးတော့ရစ်စစ်ပြပြီးကျွန်တော်တို့ဆိုင်ကိုလာကြော်ပြပါလို့တောင်းဆိုလာကြတော့တယ်။လနဲ့ငယ်တွင်းမှာပင်ဖရန်ချိုက်ယူတဲ့ဆိုင်ပေါင်း600ကျော်ထိရှိလာခဲ့တယ်။ရုတ်တရက်ဆိုလို့ကားပေါ်မှာအိတ်ခဲ့ရတဲ့အဖိုးကြီးကအမေရိကန်ရဲ့အောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးဒေါ်လာတန်ပေါင်းများစွာပိုင်ဆိုင်တဲ့ကုမ္ပဏီကြီးရဲ့ဖခင်ဖြစ်လာခဲ့ပါတော့တယ်။အသက်83နှစ်အရွယ်မှာတော့KFC ကသူတယောက်တည်းထိန်းချုပ်ဖို့အရန်ကြီးမားလုံးလာကြောင်းကုမ္ပဏီကိုဒေါ်လာ2သန်းနဲ့ရောင်းချလိုက်ပါတော့တယ်။ဒါပေမဲ့သူဟာကုမ္ပဏီရဲ့ brand ambassador အနေနဲ့ဆက်ရှိနေခဲ့ပြီးကမ္ဘာတလွှားကိုလှည့်လည်ကတည်ဆုံးချိန်အသက်60အထိသူ့ရဲ့ကြက်ကြော်တွေကိုအရေးအသွေးစစ်ဆေးပေးရင်သူချစ်တဲ့အလုပ်ကိုလုပ်သွားခဲ့ပါတော့တယ်။